မင်္ဂလာပါရှင်ဝေ surprise ကဖြစ်ပါတယ်ရှင်အခုဝေတို့တွေကတော့ Lebanon မြို့နယ်စင်တင်လင်းရမှာရှိတဲ့တားလေးမောင်စင်မင်းခန့်ရဲ့9နှစ်ပြည့်မွေးနေ့လေးတကူပေါ့နော်မလေးရှားနိုင်ငံကိုရောက်နေတဲ့ဖေဖေနဲ့မေမေမှာဒီ birthday surprise လေးပို့ဖို့ဝေတို့ရှင်မှာအပ်ပေးထားတာကိုဝေတို့တွေအခုပဲတပ်ပုံမှာဖြစ်ပါတယ်ရှင်ဒီလိုလေးတွေ surprise ဖြစ်ပြီးပျော်ရွှင်ရတယ်ဆိုတာသိရအောင်ဝေတို့နဲ့တူဗီဒီယိုလေးကိုစုံအောင်တူလိုက်ကြည့်ပေးချက်ပါအောင်နော်ကဲဒါဒီကတားလေးမောင်စင်မင်းခန့်ဆိုတာဟုတ်လားတားလေးဟုတ်ကဲ့ဘာမှမရဘူး။စားကပြောဟုတ်တယ်။ဒီတားလေးတော့လေမလက်ဆောင်လေးတွေလာပြီးပို့တာတာလက်ဆောင်လေးတွေလာပို့တာအရှင်မလက်ဆောင်လေးတွေရောက်နေပြီတားလေးကြည့်ရှင်ပြီလားကြည့်မလားလက်ဆောင်လေးတွေစားကပြောဘာလေးတွေထင်လဲနည်းနည်းခံမှန်းကြည့်ပေးပါအောင်လားဘာလေးတွေလဲဘာလေးတွေထင်လဲတားလေးရုပ်အယုတ်လိုချင်တယ်လို့ပြောထားတာအေးအဲ့ဆိုရင်ဒီမှာကြည့်မယ်1 2 3ဆိုတဲ့အနေကိုဖြည့်ပေးမယ်နော်အဲ့ဆိုရင်ကြည့်တော့မယ်နော်1 2 3အနေဖြည့်ပေးလိုက်ဟုတ်လားအယုတ်ဟာအယုတ်လိုချင်တာအယုတ်ကောပါတယ်ပြီးတော့ဒီမှာကိတ်မို့ကောပါတယ်ဒီတော့မှာပေါက်တစ်ပေါက်လည်းပါတယ်အများကြီးရှင်နော်ဟုတ်ပါခဲ့တာအယုတ်ကလေးတဲ့တားလေးဘူးပို့ပေးတယ်သိလားသိလားတားလေးပြောထားတာတားလေးဘူးပို့ပေးမပြောထားသေးလားမေမေမေပို့ပေးတယ်ဒီခင်းနဲ့မေမေပို့ပေးတယ်လို့ထင်တယ်ပေါ့နော်ကြိုက်လားအယုတ်ကလေးရောကြိုက်လားကြည့်ကြည့်ပါဦးဆရာလေးနော်ဆရာလေးပြီးတော့ကလေးပါတယ်ဒါဘယ်နှစ်ပြည့်မွေးနေလဲဒါ9နှစ်9နှစ်9နှစ်ပြည့်မွေးနေ9နှစ်ပြည့်မွေးနေဒါဖေဖေနဲ့မေမေကအခုဘယ်ကိုရောက်လာတော့ဒါလေးတင်းလိုက်လေတင်းလေပြောလိုက်လေဘယ်မှာလဲနိုင်ငံခြားသွားတာဟုတ်လားဘယ်နိုင်ငံရောက်လာတော့မလေးရှားမလေးရှားကိုရောက်နေတာမလေးရှားပြောလေသိရတဲ့နဲ့ကြည့်ပါအောင်ကလေးကသိရတဲ့အနီးတို့ကြောက်လို့လားဟာလားရိုးရဲဘူးလားဒါ9နှစ်ပြည့်မွေးနေ့လေးဆိုအရင်10နှစ်ပြည့်မွေးနေ့အောင်အခုလိုမျိုးလက်ဆောင်တွေရလာတာကိတ်တွေခွဲဖြစ်လားစားကပြောကိတ်တွေကိုခွဲဖြစ်လားခွဲဖြစ်တယ်ဝါချစ်စရာလေးချစ်စရာလေးကိတ်ကလေးကြည့်ပါဦးအားဟဲ့ချစ်စရာလေးနော်အရင်ဆုံးကိတ်ကိုအရင်ဆုံးခွဲပေးမယ်ပြီးကမှတို့ဒီအောက်ကဘောက်ကိုဖွင့်ကြည့်မယ်နော်ဒါတွေပူစားထားတာရှိသေးလေဒါလေးကဒါတွေပူစားထားသေးလေဖေဖေတို့မေမေတို့မုတ်တွေလည်းပူစားထားသေးတယ်ဟဲ့အတိအကျကိုသိတာတော့မုတ်တွေလည်းပူစားထားသေးတယ်ပြီးတော့နောက်ထပ်လက်ဆောင်တစ်မျိုးလည်းပါသေးတယ်နော်ဒါလေးနောက်ထပ်ဘာပူစားထားသေးတော့အဲ့ဒါတော့မသိတော့အဲ့ဆိုပြင်တို့တွေကကိတ်ခွက်ပြင်ကြည့်မယ်ဘာလက်ဆောင်ပါလဲဆိုတာကိုနော်ပြီးတော့အမှားစားလေးလည်းပါတယ်ပြင်ဒီကအမှားစားလေးလည်းဖတ်ပြပေးမယ်နော်တားလေးကဒါ9နှစ်ဆိုတော့ကျောင်းနေပါတက်နေပြီပေါ့နော်တက်နေပြီဘယ်နဲ့တန်းရောက်ပြီတော့တာ4တန်း4တန်းဝင်ရောက်ပြီရုပ်ကလည်းကြီးထားတာပါတဲ့ကြီးနေအေးကြီးကိုချီးထားတာဟုတ်တယ်ကလေးကအယုတ်လိုချင်းနေတာဆိုတော့နေကြိုက်တယ်ကြိုက်တယ်ကြိုက်တယ်ဟုတ်တယ်ဒါဖေဖေနဲ့မေမေကမလေးကိုသွားတာကြားပြီလားတာကြားပြီလားစဉ်းစားနေဘယ်လိုပြောမသိကြာပြီလားဆိုတာအရင်ကြာပြီလားအခုမှသွားတာလားအခုမှတစ်နှစ်လောက်ပဲရှိသေးတာဆယ်လားအဲ့တိတ်မကြသေးဘူးဒီကိုကလေးစီလို့အယုတ်ကြီးကိုအတော်သဘောကျတာဟာလားချီထားတာချစ်စရာကြီးအနေသားဖြစ်လာကြည့်ရောကြိုက်တာဟုတ်အဲ့ဒါရုပ်ကပြောနာရင်းနေတောင်ခေါင်းနေကြတယ် Birthday to you Happy birthday to you Happy birthday dear Zumi Khan Happy birthday to you ဒါလေးဒီလိုပြပါဦးအဲ့ဒါတော့ဒီကိုကြည့်လိုက်ပါဦးဖေဖေနဲ့မေမေကအသားလေးတွေနောက်ထပ်လက်ဆောင်တူဒီကိတ်ကလေးတွေမှာဖေဖေထားသေးတယ်တားလေးဘာဖြစ်မှထင်တယ်နည်းနည်းခမ်းမကြည့်ကြတယ်ဟုတ်ပဲဟိုနေ့ကမြင်ထားတာအဲ့ဆိုရင်ဒီဖျောင်းနိုင်လေးတွေအရင်ချွတ်လိုက်မယ်နော်ဖျောင်းနိုင်လေးတွေချွတ်မယ်ကျောင်းမှာသူတို့ကမြင်နေနေရတယ်နောက်မှကြာငါလည်းရှင်းနိုင်ရ surprise တားလေးဝယ်တော့ဘူးဟုတ်ကြည့်အောင်ဘယ်ဟာလေးထင်လဲဟုတ်တယ်ဟာ
ဟုတ်တယ်တန်းတည်တာဒီခဏကင်ပေးထားမယ်နော်အယုတ်ကြီးမလေးကြည့်ကြည့်ထားထားလက်ကုတ်တီးပေးလိုက်ပါမုတ်ဖိုးတွေရောပါတယ်ကျမုတ်ဖိုးတွေရောကိတ်တွေရောအယုတ်တွေရောအများကြီးပဲနော်တာနော်အများကြီးပဲနော်ဘယ်ဟာပို့ကြိုက်လဲမိမိတို့ပို့ပေးလိုက်တာဘာတွေပို့ကြိုက်လဲ ကုန်ကြိုက်တယ် အကုန်ကြိုက်တယ်ဟုတ်တယ်အကုန်ကြိုက်တယ်အဲ့ဆိုအန်ဒီကအမှားစားဖတ်ပြပေးဦးမယ်နဲ့ဖေဖေနဲ့မေမေကတားအတွက်အမှားစားလေးပေးထားသေးတယ် အဲ့ဒါလေးဒီမှာချက်တာတာမနော်ဒီလို အခုဒါလေးကိုပို့ပေးတာတော့တဲ့မလေးကိုရောက်နေတဲ့တဲ့ဖေဖေနဲ့မေမေကပို့ပေးလိုက်တာဖြစ်ပါတယ်တဲ့သားလေးတဲ့လိမ္မာအောင်နေပါတဲ့ကျမကြီးကိုလည်းဂယူးဆိုင်တော့တဲ့လူကြီးတွေရဲ့စကားကိုလည်းနားထောင်ပါတဲ့ဖေဖေနဲ့မေမေကသားလေးကိုအရင်လဲလွမ်းနေတယ်တဲ့သားလေးလူချင်တာမှန်သမျှကိုလည်းတဲ့ဖေဖေနဲ့မေမေကဝယ်ပေးဖို့အလုပ်တွေကိုကြိုးစားနေတယ်တဲ့သားလေးကလည်းတဲ့အိမ်ကလူတွေရဲ့စကားကိုနားထောင်ရမယ်တဲ့စာကြိုးစားရမယ်လိမ့်လိမ့်မမနေရမယ်တဲ့မှားထားတယ်နော်သားလေးဒါဆိုရင်သားလေးကပြန်ပြီးတော့ပြောပြပါဦးဖေဖေနဲ့မေမေအတွက် ဟုတ်လားဦးလေး တာဘာပြောချင်လဲပြောမမေကိုဘာပြောချင် ပြပေးလိုက်ပါဦးမမကြည်နာနော်ဟိုက တပြောလိုက်မမေဘာပြောမလဲတာပြောချင်တာပြောဟမ်အမကန် ပြောလိုက်လေ ဘာပြောရင်ကောင်းမလဲစဉ်းစားတာလားဘာလေးပြောချင်လဲဒါတစ်ခုခုလေးပြောပေးလိုက်အောင်မမတို့ကိုလေ ထောက်ကလည်းမမ ပြောလိုက်မဘာပြော ပြောပေးလိုက်ပါဦးမမတို့ဘာလေးပြောချင်လဲတားလေး မဟုတ်တာပြီ မဟုတ်တယ်မဟုတ်တယ်ပဲမဟုတ်တယ်လို့ ပြောမှာပါလေလောက်လို့ပြောပါလို့ပြောရတယ်တာရဲ့ တားလေးကမုတ်တယ်လို့ချင်းသေးတာမုတ်ဘိုးတွေလည်းပါတယ်ပြီးရင်မုတ်ဘိုးတွေနဲ့မှမုတ်တွေလည်းဝဲစားမယ်နော်မုတ်တွေလည်းဝဲစားရပြီးရင်ဒီဘက်ကိုလည်းဖွင့်ကြည့်ဦးမယ်ဘောက်ထက်မှလည်းလက်ဆောင်တွေထပ်ပြီးတော့ပါသေးတယ်အခုလောလောဆယ်ကတားဖေဖေနဲ့မေမေအတွက်ပြန်ပြီးတော့ပြောပြလိုက်အောင်နော်ဖေဖေနဲ့မေမေအလုပ်ပိုင်းနေစီးပါစေ ဒီလိုမမေရဲ့လောကန် ကိုနေစီးပါစေကျမရေးကိုလည်းဂရုစိုက်ကြပါပေါ့ဟုတ်တယ်ကျမရေးကိုလည်းဂရုစိုက်ကြပါဖေဖေနဲ့မေမေနဲ့ပြောတာတွေကိုလည်းတားကနားထောင်မယ်မလားနားထောင်မယ်နော်လူကြီးတွေရဲ့စကားကိုလည်းတားနားထောင်ရမယ်လိမ္မာအောင်နေရမယ်တဲ့နော်ပြောထားတယ်နော်ဟုတ်ပြီအဆွေလာပေါက်ကလေးဖွင့်ကြည့်မယ်ရေးပေါက်ကလေးဖွင့်ကြည့်မယ်တားလေးလားဒီခဏထားလိုက် အညီခံလေးနဲ့ချွေးရတော့ဒီခံလေးနဲ့ချွေးရတော့ဒီရုပ်ကတော့ တာညီလေးပေး ဟုတ်လားလေဦးလေး ကဲတားလေးဖွင့်ကြည့်မယ်ဝါဘာယောအဲ့တော့ဟေးတပေါက်ကြီးအပြည့်ပဲနော်ကြည့်ပါဦးမဟုတ်တယ်မဟုတ်လို့ချင်းဟာလားကုံထုတ်ကြည့်လိုက်တားလေး အားကြသားပါကြ ထုတ်ကြည့်လိုက်ကော ဒီနေ့မှတော့မပြတ်ခွဲချာညာဟာပြောနားကြိုက်လိုက်မယ် အများကြီးပဲနော်ဟုတ်ပြီဖတ်တယ်လားတားလေးဖတ်တယ်ဒုက္ခလေးချတယ်တယ်ကလေးပါဒီနေ့ဖတ်တယ်မယ်ကိုလိုက်တာရကိုလိုက်အရင်ဆုံးခွင့်ပြလိုက်ပါဦး cái lượng ta đi con nhìn này rồi mà bao như thế mà bao như thế cái gì cũng Nó gì đâu လက်ဖွားကိုခေါ်မယ် လေးလေး cái မို့ mà thì ta đi cho nó mà thì လေးလေးတဲ့